ဒီနေ့မင်းမင်းပြောပြပေးမှာတော့ကွာမသိရလူတွေတော့ပေါ့ကွာသိရလူတွေကတော့မင်းမင်းအတန်နာထောင်ခြင်းလို့ပါဆိုရင်တော့ကြည်ပေါ့ကွာပရမဆုံးအနေနဲ့ကတော့ကွာဒီမက်တွေမှာရှိတဲ့ကောင်လေးတွေရဲ့ဒီမက်တွေကကောင်လေးရဲ့ပေါ့ကွာအဲ့ကောင်တွေအားလုံးကိုကြားတော့ကွာဒီမှာတော့ကြည့်လို့ရတယ်ပေါ့ကွာဒီမှာကြည့်လို့ရတဲ့ကောင်တွေအားလုံးကလည်းကွာအများတန်းရှိတယ်ကွာမပြောက်ဘူးသူတို့ကမပြောက်တာတော့ဆိုတော့ကွာသူတို့က event မှာရယ် travel spirit ဆိုပြီးတော့ရယ်မဟုတ် spirit တွေဆိုတာဒီကောင်လေးတွေကိုပြောချင်တာဒီကောင်လေးတွေကိုမြင့်ချင်ကြတော့ကန်တယ်လို့ဟတ်လို့လည်းမြင့်လို့ရရပေါ့ကွာအဲ့လိုမျိုးတချို့ဒီမောင်ပေါ်တဲ့ကောင်လေးကြတော့ကွာသူတို့ဘေးနေ့ကနေဘေးနေ့ထိလာပါမယ်လာတဲ့ခါကျရင်တော့ယူပေးရမယူရင်မရှိတော့ဘူးကွာကိုကလိုချင်တိုင်းယူလို့မရဘူးပေါ့ဒီကောင်လေးတွေကိုကြတော့အမြဲတမ်းရှိတယ်အမြဲတမ်းကွာသူတို့ကဒီမက်တွေရှိတိုင်းသူတို့ပုံတော်ရှိရပေါ့ကွာဒါကတော့အစီအစဉ်ကောင်းလေးပေါ့ကွာအစီအစဉ်ကောင်းတော့အစီအစဉ်ပတ်ဝယ်တဲ့လူတွေပဲမြင်လို့ရတယ်ကွာမဟုတ်ဝယ်တဲ့လူတွေမြင်လို့မရဒီမျက်နှာပြင်ဘယ်လိုကြည့်ရလဲသိချင်ကွာပထမဆုံး friend လေးကြည့်တဲ့နေရာရဲ့အောက်ကမုတ်ပေါက်ပုံစံလေးနှိပ်လိုက်မယ်ဆိုရင်ဒီမျက်နှာလေးပေါ်ရနော်ဒါကတော့အခန်းတွေအားလုံးပဲရှိတဲ့ spirit တွေကိုပြထားတဲ့နေရာလေးပေါ့ကွာဒီရရှိတဲ့သွားတဲ့မက်လေးကိုကြတော့အဒန်းလို့ခေါ်ရကွာသူကကြတော့မင်းမင်းတို့အဒန်းကန်တယ်ဆိုပြီးအနီရောင်ကန်တယ်လေးတွားဆူလို့ရတဲ့နေရာတပတ်မှာကွာတစ်ခါတော့တွားလို့ရတယ်နောက်ပြီးသူ့ကိုတွားဖို့ဆိုရင်ကိုယ့်ရဲ့အတောင်20ပြည့်နေလို့မှဝင်လို့ရမှာနော်ဒီနေရာလေးမှာတွေ့တက်တဲ့ဟာကြတော့ကွာ home spirit တွေနောက်ပြီး travel spirit တွေပေါ့ကွာတကောင်လဲလာရင်ကြတော့အဲ့ရှိတက်မှာပေါ်တယ်အဖွဲလိုက်ဆိုရင်တော့ဒီလိုတယ်လီပို့တဲ့ဟာလေးနဲ့ကွာနှိပ်လိုက်မယ်ဆိုတယ်လီပို့ပြီးတော့တွားယူလို့ရတယ်ဒီကောင်တွေကိုကြတော့သူတို့လာမဲ့ရက်တွေနဲ့အဲ့ရက်တွင်ပဲယူလို့ရမယ်ကွာသူတို့ရှိရောက်ပြီဆိုရင်သူတို့မှာပါတဲ့ဟာယူဖို့တော့ကွာသူတို့ရှိသွားလိမ့်မယ်တွားပြီးအပေါ်မှာကွာလက်ပုံစံလေးပြတာဟာကိုနှိပ်လိုက်မယ်ဆိုရင်ကွာဒီမှာကို့မှာရှိတဲ့ကန်တယ်ပဲဖြစ်ဖြစ် hat ပဲဖြစ်ဖြစ်နဲ့ဖွင့်ပြီးတော့ level တက်သွားမှာကွာဒီတိုင်းဆိုမတက်ဘူး level တက်သွားတဲ့ခါမျိုးမှာဆိုရင်လည်းသူတို့မှာပါတဲ့ auto ပဲဖြစ်ဖြစ်စပင်ပဲဖြစ်ဖြစ်ကွာ match ပဲဖြစ်ဖြစ်ကွာသူမှာပေါ်နေဟာမှန်များအကုန်ရမယ်ပေါ့ကွာပေါ်နေတာတော့မဟုတ်ဘူးပေါ့ကွာသူမှာပါလာမယ့်ဟာအကုန်ရမယ်အဲ့လိုပြောချင်တာအဲ့ဒါဆိုရင်ကွာသူတို့ယူပုံယူနေရကြတော့အပေါ်မှာပြထားကန်တဲ့နှစ်ချောင်းဆိုရင်ကိုကအဲ့နှစ်ချောင်းနှိပ်တဲ့တာနဲ့အဲ့နှစ်ခုနဲ့ကိုကတွားပြီးလဲလို့ရပြီဒါမှမဟုတ်သူတို့မှာထားပါတော့အတန်းကန်တဲ့တစ်ခုဆိုရင်အဲ့ဒါဖွင့်ပြီးသွားရင်သူတို့ရဲ့ level ဆုံးထိတက်လို့ရမယ် hat ဆိုရင်ကြတော့သူတို့စပင်ယူလို့ရမှာကွာအဲ့ spirit ပေါ်လာဆိုရင်သူတို့မှာပြထားတဲ့အရေးတတိုင်းကိုပေးလိုက်ရုံပဲပေါ့ကွာအဲ့ဒါပြီးသွားရင်ကွာကို့မှာရှိတဲ့ကန်တယ်ရဲ့ hat ရဲ့အတန်းကန်တယ်ရဲ့ဆိုတော့ဘီနာဟာတော့ဆိုတာပြမှာပါအပေါ်ဆုံးရင်ထောက်မှာရှိတဲ့3ခုတွေ့ရမှာလားအဲ့ဒါကွာအရှိဆုံးဟာကျတော့ white ကန်တယ်ဆိုရိုးကန်တယ်ပေါ့ကွာဒုတိယကျတော့ hat အသေးပေါ့ကွာတတိယကတော့အတန်းကန်တယ်ပေါ့ကွာအဲ့ဒါပြီးသွားရင်တော့ကွာအဝိုင်းအောင်ကန်တယ်လေးတစ်ခုရှိသေးအဲ့ဒါကျတော့စီစဉ်ကန်တယ်ပေါ့ကွာဟတ်ကိုကလည်းကွာသူကဒီ spirit မှာရှိရဲ့ကန်တဲ့3နိုင်နဲ့ဟတ်တစ်ခုရမယ်ပေါ့ကွာနောက်ပြန်သူများတငယ်ချင်းကပေးရင်လည်းရမယ်နောက်တစ်ခုကကျတော့travel spirit တွေကလည်းရမယ်နောက်ပြီးဆိုင်မှာလည်းဝယ်လို့ရမယ်ပေါ့ကွာဆိုင်ဆိုတော့အပြင်မှာပတ်စံပေးဝယ်ရမယ်ဆိုင်ကိုပြောတော့ပါဒါပါပဲကျေးဇူးပါ